နီဥပဒေသားတဲ့သူထက်တာကြောင့်မပြနဲ့ကိုပိုင်ရေရှင်းနဲ့ကိုပိုင်ရေသွေးရာဘလောက်ပဲထူးချွန်ပြောင်မြောက်တာလွန်နေပါစေအထက်လူကြီးဒါမှမဟုတ်ကိုထက်တာလွန်ကြီးခဲ့သူကိုသေးသေးအောင်ဘယ်တော့မှမလုပ်ရကိုအနေထားကလိုရင်လိုနေပါစေပုံနိုင်ရင်တော့ပုံမပြပါနဲ့အထက်စီးသမားကိုအပေါ်မှာပဲထားတာကောင်းပါတယ်အထက်လူရဲ့ညနေသာပေးမှုကိုလိုချင်ရင်ပဲဖြစ်ဖြစ်အထင်ကြီးစိတ်ခြင်းလိုပဲဖြစ်ဖြစ်စိတ်ချနဲ့စိတ်ချနဲ့စေတနာမွန်စေတနာကောင်းပဲရှိနေပါစေလုံးနိုင်စွမ်းကိုလိုရာထက်ပုံမပြမိပါစေနဲ့တစ်ဖက်သားရဲ့စိတ်ကိုတိမ်ငယ်သွားအောင်မခံမရဲဖြစ်သွားအောင်လုံးဝမလုပ်ပါနဲ့အထက်စီးသမားကိုနိုင်ခြင်းရင်လုံးဝမပြိုင်ပါနဲ့ကိုထက်တောင်လုပ်ပေးပါကိုထက်ပြောင်အယောင်တင်ပေးပါကိုထက်မြင့်အောင်အထက်ပင်ပေးပါဒါမှတောင်းဆိုစရာမလိုပဲအပေါ်လူရဲ့ကြောထောင်နောက်ခံပေးမှုကိုရနိုင်ပါလိမ့်မယ်လူတိုင်းမှာစိတ်မလုံခြုံမှုတွေရှိကြတယ်လူပုံလင်းမှာကိုယ်အစွမ်းကိုယ်အစထုတ်ပြလိုက်ရင်စိတ်မလုံခြုံမှုတွေများတဲ့တချို့သောသူတွေရဲ့မကျေနပ်မှုတွေမနာလိုမှုအမြင်ကပ်မှုတွေကြောင့်အပြင်းမြင့်ခံရလိမ့်မယ်ဒါဟာလူတွေကလူလုံရင်မလွဲမသွေကြုံရမယ့်အမှန်တရားပဲဖြစ်ပါတယ်အရေးရှင်းရှိပေမဲ့တစ်ဖက်သားကိုတနာပြီးတက်သမျှပညာတွေကိုတူဝက်ထားနေလို့တော့မဖြစ်ဘူးပေါ့ဒီလိုဆိုရင်လူနောက်ကလူဖြစ်သွားလိမ့်မယ်တက်ကြောင်ပြမှအဖက်လောက်ခံရမှာကိုသိထားပါဒါပေမဲ့လူချင်းမဟုတ်ပဲလူထက်ကလူတွေရှိနေပါသေးတယ်သူတို့နဲ့ရှင်ရင်တော့လူတွေကလူနီးစင်နဲ့ရှင်ကပ်လို့မရပါဘူးအဲ့ဒီလူထက်ကလူတွေရဲ့အတိမပြုမှုလေးထားမှုကိုလူချင်းစိမ့်နဲ့ဇွတ်တင်သူ့ထက်ကဲပြလို့ကတော့အမှားကြီးမှားသွားလိမ့်မယ်လူဝစ်ဘရင်ဆက်လေးမက်ဒီဆင်တို့ရဲ့ခစ်တွေဆိုတာကြံခဲ့ပြီပဲအခုခင်းနဲ့ဘလို့လုပ်ပြီးဆိုင်နိုင်အောင်မလဲလို့အတွေးမလွဲမိပါစေနဲ့ဘရင်မတွေလို့နေနိုင်တဲ့သူတွေသူများမျက်ခုံးမွေးပေါ်ဇင်းချန်ရှောင်းနေတဲ့သူတွေသူတက်တာသူတက်ကဲမိုးပေါ်ကနေမော်ကြွားနိုင်တဲ့သူတွေရှိနေသေးတယ်အဲ့ဒါထက်သူတို့အားလုံးဟာလည်းစိတ်ခံစားချက်ကိုယ်စီနဲ့လူတွေနဲ့မို့တိမ်ငယ်စိတ်တွေအားငယ်စိတ်တွေရှိကြပါတယ်ဒါကြောင့်သူတို့ကိုသူတို့လူနေမှုအဆင့်တန်းလိုက်မြင့်သူမြတ်သူတာသူထူးသူကဲသူဖြင့်ခံစားခြင်းကြပါတယ်အပေါ်မှာနေရာယူထားခြင်းကြတယ်လူတွေရဲ့လေးထားမှုရေးတယူလုံးမှုနဲ့သူများထက်တာတဲ့လူထက်ကလူနေရာမှာသူမတူထူးတဲ့သူတွေအဖြစ်စံမတူအနေထားမှာအမြဲရှိနေခြင်းကြတယ်ရထားတဲ့နေရာရောက်နေတဲ့အဆင့်ကနေမပြောက်ပြက်ရှင်ကြပါဘူးသူများထက်တာသူပဲဖြစ်ရှင်ကြပါတယ်ဉာဏ်ပညာထက်မြက်တာပဲဖြစ်ဖြစ်ကောက်ချစ်စင်လဲတာပဲဖြစ်ဖြစ်ဆွဲဆောင်မှုကောင်းပြီးပရိယမာယာကျွဲတာပဲဖြစ်ဖြစ်အကောင်ရောအဆိုးပါထူးသူတော်သူဖြစ်ရှင်ကြပါတယ်သူထက်တာကြောင့်မြက်ကြောင့်ဒါမှမဟုတ်ဒန်းတူကြောင့်အစစ်မိကြောင့်လှုပ်ပြလိုက်ရင်သူတို့ရဲ့အတိမတ်ပြုမှုအလေးထားမှုလေးစားမှုနေရာပေးမှုအရေးတယူလုံးမှုခံရလိမ့်မယ်လို့ထင်နေတတ်ကြတယ်လုံးဝမဟုတ်ပါဘူးသူထက်တာကြောင့်ကဲပြရင်အပေါ်ကလူမှုအပြုံးလေးနဲ့ချီကျူးကောင်းချီကျူးလိုက်မယ်ဒါပေမဲ့အခွင့်ကောင်းဂုံကောင်းရလို့ကတော့အစားထိုးစရာရှိတာနဲ့နေရာလဲလိုက်မှာပါမတန်မရတူပါရင်မခံတာတာကိုသတိချက်ပါနီးစင်ရာမဖြစ်မနေသတိထားရမယ့်အချက်နဲ့ချက်ရှိပါတယ်၁ထူးချွန်ကြောင့်တက်သေးပြခြင်းရင်အပုံမလုပ်ပဲပုံမှန်တိုင်းနေပါလူထက်ကလူတွေထဲမှာလူတွေကလူတွေထက်စိတ်မလုံခြုံမှုများနေတဲ့သူတွေမနှမ်းမနှောရှိပါတယ်ပဂရိအတိုင်းအစွမ်းအစတွေကိုထုံမပြပဲပုံမှန်လေးနေရင်နဲ့ကိုသူတို့ထက်သားတယ်လို့ဖြစ်သွားတတ်ပါတယ်လမ်းကျုပ်ကြောင့်ဇက်ရုပ်ထွက်သွားတာမျိုးမဟုတ်ပဲအပူမလုတော့အရှိတိုင်းကသူတို့ထက်သားသွားတတ်တာကြောင့်အနေထိုင်တက်မှတော်ရကြပါမယ်အနေထားနဲ့အရေးရှင်းကသူတို့ထက်သားတယ်လို့ပိုးတယ်လို့ဖြစ်နေခဲ့ရင်သူတို့နောက်မသွားပဲဝဝေးကရှောင်လိုက်တာစိတ်ရှာရတယ်သူတို့နဲ့မဖြစ်မနေပေါင်းသင်းဆက်ဆံရမယ်ဆိုချီရင်ဆွဲအရေးရှင်အရေးအသွေးအနေထားအလုံးကိုဖုံးကားပြီးဟန်ဆောင်မှုကောင်းကောင်းနဲ့အောက်ကျဆက်ဆံပါလိုရင်လိုပါစေမပူမိပါစေနဲ့နှစ်ကိုထက်တာတဲ့သူတွေကကိုယ့်ပေါ်မျက်နှာပေးတဲ့ဆိုတိုင်းဘာမဆိုလုံးလို့ရပြီမယူဆပါနဲ့အနေထိုင်ဆင်ခြင်ပါစမ်းရှိလို့လူမင်းတိုင်းလူကိုခင်တယ်လို့မထင်ပါနဲ့အပိုလုံးမိလို့မြေစာဘဝရောက်သွားလိမ့်မယ်ဒါဆိုရင်လူထက်ကလူတွေနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ
မြောက်ပင်ရှိကျူပါကိုထက်ကြီးသူတာသူညင်းသူကိုမြောက်ပင်ပေးပါရှိကျူပေးပါလူထင်ကြီးအောင်ကြွားပေးပါဒါပေမဲ့အမြောက်လွန်အရှိလွန်အကြွားလွန်ရင်လည်းအမြင်ကခံရတတ်ပါတယ်ဒါကိုတတိချက်ပါမတိမတာမြောက်ပေးတာကအထီးရောက်ဆုံးနီလန်းကောင်းတစ်ခုပါဓာတ်ရဲ့ကြီးမဟုတ်တွေ့ဝိုက်လည်းမဟုတ်လူတွေရဲ့အသိမြင်နဲ့မရည်ရွယ်ပဲမှတ်မိသွားအောင်ပြောတတ်ဆိုတတ်တာမျိုးကလည်းအကောင်းဆုံးမြောက်ပင်နေပါပဲဆရာထက်တပည့်တာရုံးမှန်ရင်တပည့်ဖြစ်သူကဆရာထက်အမြင်ကျကျထားပြီးကြီးတက်ရမယ်အားကျင်အောင်ဆောင်ပါမသိကျင်အောင်ဆောင်ပါနားမလဲသလိုနေပါမသိသလိုမေးပါအံ့ဩပြပါအကျိုးယုံမှုနေပါတဲ့အမှားမျိုးကိုရန်ဖာရန်ခါလုပ်ပေးပါတလွဲလုပ်ပြီးတမင်အပြစ်တင်ခံရအောင်ကြံဖန်ပါလှုပ်တတ်လဲမလှုပ်တတ်သလိုတီးနေလဲမတီးသလိုလုံနိုင်လဲမလုံနိုင်သလိုဟန်ဆောင်ကောင်းရပါမယ်အားကိုးပြပါအကူကြီးတောင်းပါအယူခံစိတ်နဲ့အောက်ကျပါဆရာတင်ပါဒီလိုပြုမှုတွေကလူတိုင်းကြိုက်ပါတယ်ဒါဆိုရင်သူတို့ရဲ့ကောင်းကြီးပေးမှုနဲ့ကြောထောင်းနောက်ခံပေးမှုကိုတောင်းဆိုစရာမလိုပဲအခါခွန်းတင်တိုင်းအခွင့်အလမ်းတွေရနိုင်လိမ့်မယ်ကို့အကြံကသူ့အကြံထက်တာနေကောင်းနေခဲ့ရင်ဒေတိုကြီးတောင်းမပြောနဲ့မသိချင်အောင်ဆောင်ပြီးသူများကိုပြောသလိုမျိုးတွေ့ဝိုက်အကြံပြုပါယူကျိုးအောင်ကျိုးခါရတဲ့အနေတိုင်းအပြုမှုနဲ့နေတတ်ထိုင်တတ်တွားတက်လာတတ်ပြောတတ်ဆိုတတ်ပါစေကိုပါစကားထောက်သမျှစကားနဲ့အကြံတွေကကိုယ်စင်ရရဲ့အဆိုအပြောကိုတူပါတာမျိုးမဖြစ်စေပဲတဆင့်ခံကိုစားပြောသလိုဖြစ်ပါစေဆရာထက်ကိုကဆက်ဆံရေးကောင်းနေမယ်ပို့ပြီးရေရောသလိုမျိုးဖြစ်နေမယ်လူရှိလူခင်များနေမယ်ဆိုရင်ဘယ်တော့မှဆရာထက်တာတော့အောင်ဆရာကုံချိန်ထက်ကြော်တော့အောင်ဆရာကုံတဲ့ထက်ပိုတော့အောင်လုံးဝမလုံးမိစေနဲ့လုံးဝမဖြစ်ပါစေနဲ့ကိုကြောင့်တစ်ဖက်သူရဲ့ကုံတဲ့ကြော်သွားပါစေအောင်မြင်သွားပါစေအကြောင်းမဲ့အထင်လွဲခံရတာမျိုးလုံးဝအဖြစ်မခံပါနဲ့လူတွေရဲ့အမြင်မှာကိုကြောင့်သူတို့ဘဝတာသွားထူသွားပြောင်မြောက်သွားခဲ့ရင်ကိုရဲ့ခါရမှုကိုအတိမတ်ပြုပြီးနေရာကောင်းပေးပါလိမ့်မယ်မလို့ရင်ဘယ်တော့မှပုံမတောင်းမိပါစေနဲ့လိုရင်လိုပါစေပိုရာကဘယ်တော့မှမကောင်းပါဘူးကောင်းကင်မှာကျဲတွေအများကြီးရှိနေပေမဲ့နေမင်းဆိုလို့ဒဇင်းပဲရှိတာပါတွန်းတောက်နေတဲ့နေရောင်ကြီးကိုဘာကြောင့်နဲ့မှမပိတ်မက်ကမတားမိစေနဲ့ထွန်းပါစေလင်းပါစေနေမင်းရဲ့လင်းရောင်ကိုတောက်ပြောင်းအောင်လုပ်ပေးနိုင်ရင်အရှိန်တန်နေရောင်ပြောင်းလို့မှောင်မိုက်တဲ့အခါကျဲစင်လဲတောက်ပခွင့်ရပါလိမ့်မယ်သူထက်တာကြောင့်မလုပ်ပြနဲ့တာကြောင့်ပြရင်ညွန်ဖို့ကောင်းတယ်တခင်ထက်ကျွန်ကပိုပြရင်တော်တာမဟုတ်ပဲနုံနာဖြစ်တယ်ကျဲရောနေရောကောင်းကင်မှာထွန်းလန်းခြင်းတူပေမဲ့ဘယ်ကျဲကားမှနေဝင်ရဲ့အနားမှာမရှိပါဘူးနေအပူကျဲမြူမိစေနဲ့